မင်္ဂလာပါရှင်ကျွန်မဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ TBSI technique ဆိုတဲ့အကြောင်းအရာလေးပါเนาะကျွန်မတို့ TBSI technique နဲ့သွားတဲ့ counseling session တွေကကျွန်မတို့ရဲ့အနောက်မှာကျွန်မတို့ကို counselor ရဲ့အနောက်မှာ supervision ဆိုတဲ့ supervisor ရှိတယ်ပြီးလို့ရှိရင်ကျွန်မတို့မှာ group ရှိတယ်ပြီးလို့ရှိရင်ကျွန်မတို့မှာ counselor တွေပေါ့เนาะကျွန်မတို့ကိုယ်တိုင် client နေစီရတယ်အလုပ်ကလေးတွေစိတ်အလုပ်ကလေးတွေကိုကျမတို့ကိုယ်တိုင်ပြန်အလုပ်လုပ်ဖို့အတွက်ကျမတို့နောက်မှာလည်း counselor နဲ့ supervision session တွေရှိတယ် TBSI technique နဲ့သွားတဲ့လမ်းတွေကကြတော့ counselor တွေကကျမတို့က client ကိုယ်တိုင်ကိုယ့်ရဲ့နာကျင်မှုတွေကိုပြန်ကြည့်ကိုယ့်ရဲ့အစိတ်ပိုင်းလေးတွေကိုပြန်ရှာပြီးတော့ကိုပြန်ပြီးတော့နေရာပြင်ချရတဲ့နေရာrecovery နဲ့မဟုတ်ပဲနဲ့ discovery နဲ့ပေါ့နော်ကိုပြန်လည်ရှာဖွေတွေ့ရှိခြင်းဆိုတဲ့လမ်းလေးကိုပို့ပြီးတော့ဦးတည်ပါတယ်အဲ့တော့ကျမတို့ TBSI technique နဲ့သွားရဲဆိုရင် counseling session လေးတွေသွားရတယ်ဆိုတဲ့အနေအထားလေးတွေလည်းရှိတော့ client နဲ့ counselor အတွက်လုံခြုံစိတ်ချရတဲ့နေရာ client အတွက်ပြောချင်တာပြောလို့ရတဲ့အနေအထားလေးတွေပြောချင်တဲ့အရာလေးတွေကိုရှာဖွေတွေ့ရှိတဲ့အရာလေးတွေအတွက်ကိုယ်တိုင်ရှာဖွေပြီးတော့မှဒီနေရာလေးမှာကိုပြန်ပြီးတော့အလုံးလုံးနိုင်အောင်ကျမတို့ counselor တွေတူတူရှိနေပါတယ်ကျမကတော့ counselor အေးမွန်သူပါ